Video channel ရုပ်သံလိုင်းနဲ့ပြုံး play application ကနေတိုက်ရိုက်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဒီနေ့အော်တိုဘာလ15ရက်နေ့မှာစံတော်ချိန်ညနေ4:00နာရီအချိန်မှာတော့ရန်ကုန်မြို့သူနာကွင်းထဲမှာ2026ခုနှစ်ယူဆက်ခွန်အမျိုးသမီးအာရှဖလားချစ်စစ်ပွဲအဖြစ်အရှင်မြန်မာအသင်းနဲ့မကာအိုအသင်းတို့အကြမ်းမှာစတင်ရှင်းပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ဟာမြန်မာယူဆက်ခွန်အမျိုးသမီးအသင်းရဲ့ပထမဆုံးလာမယ့်အာရှဖလားအတွက်ချစ်စစ်ပွဲစဉ်လည်းဖြစ်ပါတယ်ရာသီမြမာတင်ပဲပေချမ်းတွေပဲချင်းနေကြည့်နေတဲ့အဲဆိုင်းထွင်နှန်းအရှိပေးလာပြီးပေမြင့်ရန်ချက်လက်လာတယ်ပေမြင့်ရန်ပဲအေးရတဲ့ဝင်လာပြီးအလျော်ဖြတ်ပေးလာပြီးပိတ်ပြီးကိုပြီးများပွဲစား2မိနစ်မပြည့်ခင်မှာပဲမြန်မာအသင်းသွင်းကိုတကိုစပြီးတော့ရသွားပြီဖြစ်ပါတယ်ဒီနေ့မြန်မာအသင်းရဲ့တိုက်စစ်မှာဥဆောင်လာခဲ့တဲ့ရှင်းတန်ဖြူစင်ပြောလိုအပ်နေတဲ့သွင်းကိုတကိုကိုတော့စပြီးတော့သွင်းယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်လာရောက်ကြည့်ရှုခဲ့တဲ့အသင်းသားတွေမကောက်အသင်းကိုဘယ်လိုထိုးဖောက်အောင်မလဲအဖြေရှာတွေ့သွားပုံတော့ရတယ်များပွဲစား2မိနစ်မပြည့်ခင်မှာပဲမာတင်မကောက်အသင်းရဲ့ခန့်စစ်ဟာခွက်ကိုတော့အကောင်ကောင်ကြီးတုံးချပြီးတော့ဦးဆောင်ကိုတကူကိုတော့စတင်တွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီတွင်းကူမှာတော့ပင်မြင့်ရန်ရဲ့ပံပိုးပေးမှုကတကယ်ကိုကောင်းမွန်ခဲ့ပြီးတော့အေးရထဲမှာချိန်သားကရှိနေခဲ့တဲ့ရှင်းသက်ဖြူစင်ပြုံးကလည်းလုံးဝအမှားယွင်းကင်းကင်းနဲ့တေချာပေါက်အပိုင်အခွင့်အရေးကိုတော့အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်အဲလဲဆိုင်းထွင်နှန်းလူပေးမှာတော့ပြန်မသိရင်ခံစစ်ကပြန်ပြီးတော့တားဆီးခဲ့တာဖြစ်ပါတယ်ဒီမှာမြန်မာသင်းပဲပင်မြင့်ရန်ရှုပ်ထပ်ပေးလာတဲ့အေရီးယားထဲမှာပဲမင်းထုံးမေစီတာအဆုံးသတ်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒီမှာမြန်မာသင်းပဲအေရီးယားထဲဝင်လာပြန်ပြီးအလျော်ဖြတ်ချိုးပေးလာတယ်ပိတ်ဖို့ကြိုးစားတယ်ပြန်ရှာထွက်လာပြီကစားဖို့အဆုံးသတ်တွေကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာမြန်မာသင်းပဲအေရီးယားထဲဝင်လာပြီးပိတ်ပြီးဒီမှာမြန်မာသင်းတောက်ကံပေါ်ကန်ဝင်ရမယ်များခိုင်စင်မြင့်တောက်ကံပေါ်ကန်နေပေးလာတယ်ကိုပေါက်ထဲကိုထားရဝင်လာတယ်ခိုင်စင်မြင့်ရဲ့တောက်ကံပေါ်ကန်ချက်ကအတော်လေးကောင်းမွန်ခဲ့တာဖြစ်ပါတယ်သူရဲ့ကန်ချက်ကိုပေါက်ထဲကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့တာဖြစ်ပြီးတော့မကာအိုအသင်းရဲ့ခံစစ်ကစားမတွေအချိန်မီဟန်တာထားခဲ့လို့သာမြန်မာအသင်းဥဆောင်ကိုပြောရင်းဆိုရင်လည်းမြန်မာအသင်းခုဥဆောင်ကိုထက်ရသွားပြီနော်မကာအိုအသင်းကိုတောက်လျှောက်ဖိအားပေးနေတဲ့မြန်မာအသင်းဒီချိန်မှာတော့ဥဆောင်ကိုထပ်ပြီးတော့ရရှိသွားခဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့ကန်ချက်တွေမှာထောက်လျှောက်ကာဝယ်နိုင်ခဲ့တဲ့မကာအိုအသင်းရဲ့ခံစစ်နဲ့ဂိုးသမားဒီချိန်အသင်းကောင်းဆောင်ပင်မြင့်ရဲ့အဆုံးသက်ကိုတော့ကာဝယ်ထားနိုင်ခြင်းမရှိပဲဒုတိယမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်။ညာချမ်းနေပြပို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့အေးရထဲမှာအဆင်သင့်ရှိနေတဲ့အသင်းကောင်းဆောင်ပင်မြင့်ရဲ့လုံးဝကိုချိန်သားကခေါင်းတိုက်အဆုံးသက်ပြီးတော့လိုအပ်နေတဲ့နောက်ထပ်သွင်းကိုတကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပင်မြင့်ရဲ့လည်းပြန်ထွေးလာတယ်ရှင်းသာဖြူစင်ပြုံးပင်မြောက်ပေးတာနဲ့ညာကြောင့်ထပ်ပေးတော့ပြီးအေးရထဲမှာပဲစောင်းစင်ဦးလွတ်ချွတ်ပဲလက်ကျပြီအချိန်မှာလဲစောင်းစင်ဦးပြန်မသိရဲ့ခိုးအေးရထဲမှာအပိုင်ဆုံးသက်ခွင့်ရခဲ့တာဖြစ်ပါတယ်အချိန်မှာမြန်မာအသင်းရဲ့ကစားမတွေအဆင်သင့်ရှိမနေခဲ့ဘူးများပင်မြေရထပ်ပြီးတော့ပေးတာနဲ့ရာသီမှာဘယ်ချမ်းမှာပဲမြန်မာအသင်းပဲခိုင်စင်ပြည့်အေးရမှာလွတ်ချွတ်ပဲလက်ပိတ်ပြီပြိုင်မသိရဲ့ခိုးပေါက်ပြိုင်မသိရဲ့ခိုးသမားနဲ့အနိကဆုံးသက်ခွင့်ခိုင်စင်ပြည့်ရခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ရရှိလာတဲ့တောက်ကံပေါ်တော့အဲဆိုင်းထွင်နှန်းကံမှာဖြစ်ပါတယ်။ဆိုင်းထွင်နှန်းကန်နေပေးရတယ်။အေးတော့ကြားတယ်ခေါင်းတိုက်ပြီးလက်ပိတ်ပြီးချိန်မှာလဲလူဂျွန်နေထားမှာတော့ရရှိနေခဲ့တာဖြစ်ပါတယ်။မင်းထုံးမေစီတာလက်မရှိနေပင်မင်းရပြန်တွဲလာပင်မင်းရရှုပ်ပေးလာပြီးပင်မင်းရမဲ့ရာသားသိမြမာသိမဲ့ရှုပ်ထပ်ပေးရတယ်အေးရထိန်တာရောက်လာပြီးအဲဆိုင်းထွင်နှန်းပိတ်ပြီးတကယ်ကိုကောင်းမွန်တဲ့အချိန်ဆက်ချိန်သားကြိုက်တဲ့နားလည်မှုတွေနဲ့ပဲမြန်မာအသင်းနောက်ထပ်ဥဆောင်ကိုတကိုထပ်ပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်။မင်းထုံးမေစီတာပင်မြင့်ရန်ဆိုင်းထွင်နှန်းတို့ရဲ့အတွဲဆက်ကဒီချိန်မှာကောင်းကောင်းကြီးအလုပ်ဖြစ်ခဲ့လို့ဆိုရမှာဖြစ်ပြီးတော့ဆိုင်းထွင်နှန်းပြန်မဲ့အသင်းရဲ့ခိုးအေးရထဲမှာအသေးသက်ဆုံးအကောင်းဆုံးဆုံးသက်ပြီးတော့မာတင်လိုအပ်နေတဲ့တတိယမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။မြန်မာအသင်းအတွက်တတိယမြောက်ကိုတွန်းမဆက်ချပါဘူးအဆုံးသက်မသေးကြလို့ခက်ခဲနေခဲ့တဲ့မြန်မာအသင်းရဲ့တတိယမြောက်သွင်းကိုတော့ဒီချိန်မှာဆိုင်းထွင်နှန်းရဲ့ကောင်းမွန်လာတဲ့ကန်ချက်တစ်ခုနဲ့တော့ပြန်ပြီးတော့မြန်မာအသင်းရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုင်းထွင်နှန်းပြန်ပေးတော့ပြီးခိုင်စင်မြင့်ပြန်ထွေးလာတယ်မင်းထုံးမေစီတာရှုပ်ထပ်ပေးလာတယ်ပင်မြင့်ရဲ့အဲ့ထဲမှာပဲလက်ပိုက်ပြီးကိုပြန်ပြီများဒီနေ့မှာမာတင်ရဲ့တိုက်စစ်အတွဲဆက်တွေကအတော်လေးကောင်းမွန်ပြီးတော့အတော်လေးလှပပြီးတော့တည်တတ်နေတဲ့အနေအထားမျိုးတော့မြင်တွေ့နေကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဆိုင်းထွင်နှန်းတွင်းခဲ့တဲ့အသွင်းကိုအတွဲဆက်ပုံစံမျိုးပဲဒီချိန်မှာလဲမာတင်ရဲ့ကစားသမားတွေအတွဲဆက်ကအကောင်းမွန်ခဲ့တာဖြစ်ပါတယ်မင်းထုံးမေစီတာပင်မြင့်ရန်အတွဲဆက်ကနေပင်မြင့်ရန်ကိုသမားရဲ့ဘယ်ဘက်ကိုးတောင်ကိုတော့လုံးဝအတိအကျပဲအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လက်ရှိချိန်မှာတော့မြန်မာအသင်း၄ ဂိုးမြောက်အသွင်းကိုတော့ထပ်ပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ပင်မြင့်ရန်
ရှုပ်ပြီးတော့ပြီခိုင်စင်မြင့်ချက်ထိန်ထားတဲ့မာတင်ပဲခိုင်စင်မြင့်တယောက်ကြော်ဖို့ကြိုးစားတဲ့အေးရဝင်လာပြီခိုင်စင်မြင့်ပဲနှစ်ယောက်ချလိုက်တယ်လက်ခံပြီကိုပြန်ပြီများပြီးခဲ့တဲ့ပွဲချိန်တွေမှာသူ့ရဲ့အဆုံးသတ်တွေတောက်လျှောက်လွှဲနေတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောနေခဲ့တဲ့ခိုင်စင်မြင့်ဒီချိန်မှာတော့သူ့ရဲ့အဆုံးသတ်ကကျွန်တော်တို့ကောင်းကောင်းကြီးလွှဲနေခဲ့တယ်ဆိုတာကိုတက်တည်ပြသွားခဲ့ပြီဖြစ်ပါတယ်အချိန်မှာတော့ခိုင်စင်မြင့်ရဲ့အဆုံးသက်ကအတော်လေးအားပါပြီးတော့အကောင်းမွန်ခဲ့ပြီးတော့ပြိုင်ပွဲမကောက်အသင်းရဲ့ခိုးသမားကျုံဝင်းလျံလိုမာကဝဲချိန်တော့မရခဲ့ပဲနဲ့မာတင်ကိုတော့နောက်ထပ်ဥဆောင်ကိုတကိုထပ်ပြီးတော့ခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်ဥဆောင်ကိုတွေစက်တိုက်ရပြီးတဲ့နောက်ပိုင်းမှာမြန်မာအသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရောကစားကွက်ဆိုင်ရာပိုင်းဆိုင်ရာမှာပါတော်တော်လေးအမြင့်ပိုင်းကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းခိုင်စင်မြင့်ရဲ့ဘယ်ဂျီကန်ချက်ကအတော်လေးအားပါပြီးတော့ကောင်းမွန်ခဲ့တာဖြစ်ပါတယ်ပြိုင်ပွဲခံစစ်ကစားမားတွေချားတွေကလည်းပဲမရရအောင်ဖောက်ထွက်ပြီးတော့ဘယ်ဂျီနဲ့အခုလိုမျိုးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်စောပိုင်းကအလင်းပြောခဲ့လို့ပဲနာကျင်ချိန်ပုံမှာမြန်မာအသင်းကဥဆောင်ကိုတကိုထပ်ပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်ချစ်ပွင့်အောင်အလဲမှာရှိနေတဲ့အသင်းကောင်းဆောင်ပင်မြင့်ရလည်းပြန်တွဲတော့တယ်ပင်မြင့်ရရှုထပ်ပေးတော့ပြီမာတင်ပဲတောက်လျှောက်လိုက်နေတဲ့ပြန်ပဲခန်းစစ်ကြောင်းလို့လွတ်ထွက်သွားပြီများအေးရဝင်လာပြီလက်ကန်တယ်အေရှင်အားသာချက်ရှိနေတဲ့မြန်မာအသင်းလာမယ့်18ရက်နေ့မှာလည်းအခုလိုမျိုးအကောင်းဆုံးတောက်ပသွားနိုင်မလားဆက်လက်စောင့်ကြည့်ရမယ်မြန်မာအသင်းပဲအလဲကိုဖျက်ချိုးပေးတော့ပြီလက်ပိတ်ပြီစောင်းစင်ဦးအပိုင်ဆုံးသက်ခွင့်တစ်ချိန်ရခဲ့တယ်များပင်မြင့်ရချက်ထိန်တော့တယ်ပင်မြင့်ရမယ်ရှုပ်ပေးတော့ပြီမာတင်ပဲအေးရဝင်လာပြီရှင်းသက်ဖြူစင်ပြုတ်ပိတ်ပြီပြောလို့မဆုံးခင်မှာပဲရှင်းသက်ဖြူစင်ပြုတ်နောက်ထပ်သွင်းကိုတစ်ခုတော့ရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့ဘွေစော်ဦးသွင်းကိုရယူပေးထားနိုင်ခဲ့တဲ့ရှင်းသက်ဖြူစင်ပြုတ်လက်ရှိပွဲချိန်60မိနစ်အရောက်မှာတော့နောက်ထပ်သွင်းကိုတစ်ခုတော့ထပ်ပြီးတော့ရရှိအောင်စောင့်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ရှင်းသက်ဖြူစင်ပြုတ်သွင်းကိုနှစ်ခုထိရရှိအောင်စောင့်ဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပြန်ပဲခန်းစစ်ကစားမားတွေဟန်တားနေတဲ့ကြားတွေကပဲအကောင်ဆုံးပုံစံတစ်ခုနဲ့ဘောလုံးကိုချင်းကပ်ပြီးတော့အဆုံးသတ်ခဲ့တဲ့ရှင်းသက်ဖြူစင်ပြုံးချိန်မှာတော့မြန်မာအသင်းအတွက်6ဂိုးမြောက်သွင်းကိုတော့အပိုင်နိုင်ဆုံးရယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ချိန်မှာတော့သူ့ရဲ့ပါနတ်မှုကိုတော့ဒီသွင်းကိုမှာကောင်းကောင်းကြီးမြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်နောက်ပဲပေးတော့မြန်မာအသင်းပဲရှုပ်ပို့ပြီးသားပြီအေးရဝင်လာပြီမာတင်ပဲတောက်လျှောက်ပဲလွတ်လွတ်ချွတ်ချွတ်ပဲလက်ပိတ်ပြီပေးလာပြီချက်လိုက်ရဲ့ပိတ်ပြီရှင်းသက်ဖြူစင်ပြုံးပထမဆုံးအာရှဖလားချေစစ်ပွဲအဖွင့်ပွဲစဉ်မှာပဲဟက်ထရစ်သွင်းကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာအထောင်တိုက်စစ်နေရမှာကောင်းကောင်းကြီးခြေစွမ်းပြနေတဲ့ရှင်းသက်ဖြူစင်ပြုံးအစောပိုင်းကအသင်းပေါ်နဲ့အနေငယ်နားလည်မှုလွဲခဲ့တဲ့အောင်ရှိခဲ့ပြီမဲ့လည်းနောက်ပိုင်းမှာတော့သူ့ရဲ့ပါနေတဲ့အဆုံးသက်တစ်ခုနဲ့ပဲဒီနေ့ပွဲစဉ်မှာသူ့ရဲ့ hat trick သွင်းကိုတော့ပတ်မဲ့နန်းနန်းရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ချိန်မှာတော့ခိုင်စင်မြင့်ကိုယ်တိုင်ဆုံးသက်ပဲနဲ့အသင်းပေါ်ရှင်းသက်ဖြူစင်ပြုံးကိုတော့အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပံ့ပိုးမှုကြောင့်ပဲရှင်းသက်ဖြူစင်ပြုံးဒီနေ့ပွဲစဉ်မှာတော့ hat trick သွင်းကိုတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်။မာတင်မဲတဲဤလိုက်မဲချိုထပ်ပေးတော့တယ်စောင်းစင်ဦးလူမကြုံသေးဘူးစောင်းစင်ဦးပဲအလဲကိုပြန်ထည့်ပေးတော့တယ်မင်းထုံးမေစီတာလက်မရှိတော့တာနဲ့လက်ကမ်းပြီမကောအသင်းရဲ့ကစားသမားပွဲကိုဆက်ပြီးတော့အချိန်ပြန်ကစားသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်မကောအသင်းရဲ့နီးပြချုပ်ချန်ရန်ဖြစ်ပါတယ်ချန်ရန်မြေတွေးရအနေထားတစ်ခုကတော့အပြောင်းလဲတစ်ခုကိုတော့ပြုလုပ်သွားဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်မှာခန့်စစ်ကိုအကောင်းဆုံးပုံဖော်ထားနိုင်ခဲ့တဲ့မကောအသင်းဒီနေ့မြန်မာအသင်းနဲ့ရင်ဆိုင်ရတဲ့အနေအထားတစ်ခုမှာတော့ခန့်စစ်ကတော်တော်လေးပြုတ်ဆင်းခဲ့တဲ့အနေအထားမျိုးကိုတော့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ပွဲစား10မိနစ်အစွန်းဆုံးမှာပဲအသင်းကိုတစ်ခုကိုစပြီးတော့ခွင့်ပြုပေးခဲ့ရပြီးတော့နောက်ပိုင်းပွဲချိန်တွေမှာလည်းတောက်လျှောက်အသင်းကိုတွေဇက်တိုက်ခွင့်ပြုပေးထားခဲ့တာဖြစ်ပါတယ်။အသင်းပေါ်ရဲ့တရားအခြေအနေနဲ့ပတ်သက်ပြီးတော့မကောအသင်းရဲ့ကစားသမားတွေတချို့ကတော့တိတ်ပြီးတော့မျက်နှာတော့မကောင်းဘူးများ။စောင်းစင်ဦးဝင်လေပဲတောက်လျှောက်ဆွဲတက်လာတယ်စောင်းစင်ဦးပဲအလဲပြန်ပေးလာပြီရှင်းသက်ဖြူစင်ပြုံးညာချောင်းကိုတွဲလာတယ်အေးရလည်းဝင်လာပြီနှွေကိုပေါင်းနဲ့အနီးဆက်ဆုံးပဲနဲ့အလဲပေးပြီချိန်မှာလည်းရှင်းသက်ဖြူစင်ပြုံးရလာသေးမြအေးရလည်းမှာပဲထပ်ပြီးတော့ပေးလာပြီခေါင်းတိုက်ပြီပိုက်ပြီကိုတိုင်းတီဗီပြန်ထွက်လာတယ်ဗျာနောက်ထပ်သွင်းကိုတစ်ခုရဖို့အတွက်အတော်လေးနှီးဆက်ခဲ့တာဖြစ်ပါတယ်လူစားဝင်ကစားသမားဆက်ဆန်ထွေးကိုပေါင်းနဲ့အနီးဆက်ဆုံးနေထားတစ်ခုမှာအပိုင်စုံသက်ခွင့်တော့ရခဲ့တာဖြစ်ပါတယ်ရှင်သက်ဖြူစင်ပြုံးရဲ့ပေးပို့မှုကနေနှင်းဝင်းဝါကျော်ဖန်တီးပေးတဲ့အနေထားတစ်ခုမှာဆန်းဆန်းထွေး
ဆုံးသက်ရမှာတော့ဂိုးတိုင်းနဲ့ထိပြီးတော့ပြန်ရှန်ထွက်ခဲ့တာဖြစ်ပါတယ်ဘယ်ကြမှာရှိနေတော်တာနှင်းရှို့လိုက်တင်မဲ့မှာပေးတာပြီးအေရီးယားထဲမှာပဲရှင်သက်ဖြူစင်ပြုံးဒီမှာရှိနေမင်းထုံးမေစီတာတယောက်လှည့်လာတယ်ရှို့ထပ်ပေးတာပြီးအေရီးယားဆက်နာလောက်မှာပဲလက်ခံပြီးကျွန်တော်စီခံတင်ဆက်နေတဲ့အချိန်အတွင်းမှာပဲအင်ရှင်မြန်မာအသင်းနဲ့မကာအိုအသင်းတို့ရဲ့2026 U19 အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာတော့အင်ရှင်မြန်မာအသင်းကမကာအိုအသင်းကို9ဂိုးမရှိနဲ့အနိုင်ရရှိသွားပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်တို့ရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုကိုမကြခင်မှာရန်နာသွားတော့မှာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်ကိုအချိန်ပေးပြီးတော့အကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်